လေးတွေကိုချစ်တဲ့ယေရှုရှင်သခင်ယေရှုကလူတွေကိုနှုတ်ကပတ်တော်သင်ပေးနေခဲ့တယ်။အမေတွေနဲ့အတူကလေးတွေလည်းပါဝင်ပါတယ်။အဲ့ဒီအချိန်မှာတပည့်တော်တွေကအမေတွေကိုကလေးတွေခေါ်ပြီးထွက်သွားခိုင်းနေ။အမေတွေကကလေးတွေနဲ့ထွက်သွားဖို့လုပ်တဲ့အခါသခင်ယေရှုကတပည့်တော်တွေကိုဆုခဲ့တယ်။သခင်ယေရှုရဲ့တပည့်တော်12ယောက်ကအချစ်ချင်းစကားများကြတယ်။သူတို့ကဖခင်သခင်စီမှာဘသူကပိုပြီးတန်ဖိုးရှိလဲဆိုတာငြင်းခုန်ကြတယ်။သခင်ယေရှုကအဲ့ဒီစကားကိုကြားပြီးတပည့်တော်တွေကိုခေါ်ပြီးပြဿနာကိုမေးတယ်။ဒါပေမဲ့တပည့်တော်တွေအားလုံးကတိတ်ဆိတ်နေကြတယ်။အဲ့ဒီအချိန်မှာသခင်ယေရှုကသူတို့ကိုပြောပြတယ်။ဖခင်သခင်ရှိမှပထမဆုံးလူဖြစ်ချင်ရင်နှိမ်ချရမယ်။ကိုထက်အခြားသူကိုအရင်ဦးစားပေးပြီးကူညီပေးရမယ်။ယေရှုကကလေးတယောက်ကိုခေါ်ပြီးတပည့်တော်တွေကြားထားပြီးပြောတယ်။ဒီကလေးလိုမျိုးမဟုတ်ရင်ကောင်းကင်နိုင်ငံကိုဝင်လို့မရဘူး။ကလေးလိုကိုနှိမ်ချတဲ့သူကကောင်းကင်နိုင်ငံမှာကြီးမြတ်တဲ့သူဖြစ်တယ်။ပြီးတော့ယေရှုကကလေးတွေကိုမဆာပြီးအကောင်းဆုံးကူညီပေးတာကသခင်ယေရှုကိုကူညီပေးတာနဲ့အတူတူပဲလို့ပြောပြတယ်။ပြောင်းပြန်ပြောရင်ကလေးတွေကိုမုန်းတူးတဲ့သူကတော့ဖခင်သခင်ရဲ့အပြစ်ဒဏ်ကိုခံရမယ့်အကြောင်းပြောပြတယ်။သခင်ယေရှုကကလေးတွေကတန်ဖိုးရှိတယ်လို့ပြောတယ်။ဖခင်ကသဘောကျပြီးချစ်တဲ့သူကကလေးလိုမျိုးကိုနှိမ်ချပြီးသူတစ်ပါးကိုကူညီတဲ့သူမျိုးပဲဖြစ်တယ်။တရက်မှာကလေးတွေခေါ်လာပြီးသခင်ယေရှုစီရောက်လာတယ်။ယေရှုကကလေးဝတ်တွေကိုကောင်းချီးပေးပြီးဆူတောင်းပေးစေချင်တာကြောင့်ဖြစ်တယ်။အဲ့ဒီအချိန်တပည့်တော်တွေကသူတို့ကိုတားပြီးယေရှုနာကပ်လို့မရအောင်တွန်းထုတ်တယ်။ယေရှုကအယံအလုံးရှုပ်ပင်ပန်းနေလို့ကလေးတွေနဲ့နဘူးနဆာမလုပ်ကြပါနဲ့။သခင်ယေရှုကတပည့်တော်တွေကိုဆုံးမတယ်။ကလေးတွေကိုမတားဆီးပါနဲ့လာပါစေကလေးလိုမျိုးဖခင်သခင်ကိုဝမ်းသာစွာယုံကြည်သူတွေကကောင်းကင်နိုင်ငံကိုဝင်နိုင်တယ်ယေရှုကကလေးတွေကိုပွေးဖွားပြီးခေါင်းပေါ်မှာလက်တင်ပြီးတော့ဆူတောင်းပေးတယ်ယေရှုကတော့ကလေးတွေကိုကြက်မနဲ့နောက်ကပတ်တော်ကိုတေချာသိပြီးဒုက္ခရောက်နေတဲ့သူကိုကူညီပေးတဲ့သူဖြစ်အောင်အမြဲတမ်းဆူတောင်းပေးနေတယ်ကောင်းကင်နိုင်ငံ၌ကြီးမြတ်တော်သူတရက်မှာတပည့်တော်တွေကကောင်းကင်နိုင်ငံမှာဘသူကကြီးမြတ်တဲ့သူဖြစ်လဲဆိုတာကိုအချင်းချင်းငင်းခုန်နေကြတယ်။အဲ့ဒီအချိန်မှာယေရှုကကလေးတွေကိုခေါ်ပြီးတပည့်တော်တွေရှေ့မှာထားတယ်။ပြီးတော့ပြောတယ်။မင်းတို့ကကလေးလိုမျိုးမဖြစ်ရင်ကောင်းကင်နိုင်ငံကိုမဝင်ရောက်နိုင်ဘူး။ကလေးလိုကိုနှိမ်ချတဲ့သူကဖခင်သခင်နိုင်ငံအတွက်ကြီးမြတ်တော်သူဖြစ်တယ်။